မင်္ဂလာပါအလုပ်တွေများပြီးတော့မနိုင်မနှင်းဖြစ်နေတဲ့စိတ်ဖိစီးနေတယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုဘယ်လိုပြောကြမလဲအတူတူလေ့လာကြရအောင် ing နဲ့ပေါင်းတဲ့ overwhelming က cause ကိုဖော်ပြတာပါဘယ်လိုအကြောင်းရင်းကြောင့်စိတ်ဖိစီးမှုတွေများနေတယ်ဆိုတာကိုဖော်ပြရင် ing ထည့်ပြီးသုံးမယ်ကိုယ်တိုင်စိတ်ဖိစီးနေတာမနိုင်မနှင်းဖြစ်နေတာကိုပြောချင်လို့ရှိရင် overwhelmed ed နဲ့ပေါင်းပါတယ် my new job is overwhelmingကျမရဲ့အလုပ်အသစ်ကလုပ်စရာတွေများလွန်အားကြီးလို့မနိုင်မနှင်းဖြစ်နေတယ်။နောက်တစ်ခုက overwhelmed ed နဲ့ပေါင်းတဲ့စိတ်အခြေအနေကိုဖော်ပြတာ feeling ကိုဖော်ပြတာ I feel overwhelmed by all this work ဒီအလုပ်တွေကိုမနိုင်မနှင်းဖြစ်နေတယ်လို့ခံစားရတယ်။တနည်းအားဖြင့်ပြောရင်စိတ်ဖိစီးမှုတွေခံစားနေရပြီ။ Writing 10 reports in one day is overwhelming ရဲ့ထဲနဲ့ report 10 စောင်ထုတ်ရတာဟာမနိုင်မနှင်းဖြစ်စရာကြီးပါ I'm so overwhelmed with work that I forgot to take my lunch အလုပ်တွေမနိုင်မနှင်းဖြစ်နေလို့နေ့လယ်စာစားဖို့တောင်မေ့တယ် positive အခြေအနေတစ်ခုမှသုံးတာလည်းရှိသေးတယ် The support from my students has been overwhelmingကျောင်းသားတွေစီရတဲ့အားပေးမှုတွေကမျော်လင့်ထားတာထက်များလွန်းလို့ဝမ်းသာအားရဖြစ်ရတယ်။ဒါကြတော့ positive vibe ကိုပေးတာပါ။လွယ်မှတ်လို့ရှိရင် ing နဲ့ကဒီအကြောင်းကြောင့်ကိုမှမနိုင်မနှင်းဖြစ်ရတဲ့အကြောင်းကြောင့်တခြားအကြောင်းကြောင့်အဲ့တော့ ed နဲ့ပေါင်းလို့ရှိရင်ကိုယ့်ရဲ့စိတ်အတွင်းစိတ်တံထဲမှာဖြစ်တာလို့မှတ်ထားလို့ရှိရင်လွယ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်။ Bye bye